ดีครับผมมินตากลับมาพบพวกคุณอีกแล้วมิงกลาบะนะကျွန်တော်မင်းတာပါซีรีส์นี้ออกเสียงชื่อแต่ละวันภายในสัปดาห์คือซีรีส์နေ့တွေဤနာမည်ကိုထိုင်းဘာသာစကားနဲ့အတန်းထွက်သွားမှာဖြစ်ပါတယ်။စီစဉ်လေးကျွန်တော်ရှင်းပြပေးပါမယ်ခင်ဗျာ။ကျွန်တော်ကိုထိုင်းဘာသာစကားပြောခွင့်ပြုပါ။ทิตတနင်္ဂနွေဖြစ်ပါတယ်။จานอันนี้ร้านนี้ใช่ป่ะอังคารอิงคาใช่ป่ะพุธบุตหูใช่ป่ะพฤหัสบดีพฤหัสบดีอ๋อဒါနဲ့ထိုင်းဘာသာရဲ့စကားပတ်စွန်လေးနဲ့ပတ်သက်ပြီးတော့ဇာတာပတိရက်မှာအတန်ထွက်တာအများဆုံးလေတန်းလေယူလေသိန်းတွေ့ရပါလိမ့်မယ်အတူကအတန်ထွက်မှာဆိုရင်พฤหัสလို့အတန်ထွက်လို့ရတယ်သို့မဟုတ်အတန်အရှည်ကြီးနဲ့ကျွန်တော်တို့ကမိခင်ဘာသာစကားတိကျတာရင်ပေါင်တန်းပြီးတော့ပြောချင်တဲ့စိတ်တော့พฤหัสบดีพฤหัสบดีလို့အသုံးပြုပြောဆိုနိုင်ပါတယ်สุกပေါက်ကြားဖြစ်ပါတယ်เสาร์စနေဖြစ်ပါတယ်ထိုင်းမှာရက်ကိုဘယ်လိုအတန်ထွက်ပါလဲဆိုတော့one အင်္ဂရိတ်နံပါတ်1ကိုအတန်ထွက်နေတဲ့အနေထားလိုပဲထွက်ရလေရှိပါတယ်ခင်ဗျာဒီယူလေးသိန်းကထိုနည်း၎င်းအတန်မသိမ့်မရိမ့်ပါပဲone နေ့ဒါဆိုရင်နေ့ကို subject ဖြစ်ထိုနေ့ဤနာမည်ကို object ဖြစ်အစဉ်ထားပြီးတော့ပြောသွားမယ်ဆိုရင်စနစ်ကျတဲ့နေ့ရက်တွေကိုထိုင်းဘာသာစကားအနေနဲ့သုံးသွားနိုင်မှာဖြစ်ပါတယ်ခင်ဗျာဥပမာอย่างเช่นวันอาทิตย์วันจันทร์วันอังคารวันพุธวันพฤหัสบดีวันศุกร์วันเสาร์ဖြစ်ပါတယ်ငယ်ချင်းမိတ်ဆွေတို့အနေနဲ့သိချင်တာလေးရှိတယ်ဆိုရင်သို့မဟုတ်ကျွန်တော်အနေနဲ့ပြုပြင်ရမယ့်အနေအထားတွေရှိတယ်ဆိုရင်ဝိုင်းဝန်းပြီးတော့ကျွန်တော်ကိုအကြံဉာဏ်ပြုလို့ရပါတယ်ခင်ဗျာမိတ်ဆွေတို့ရဲ့အစဉ်ပြေမှုထိုင်းဘာသာစကားကိုအသားကျအောင်ပြောနိုင်ဖို့ကကျွန်တော်ရဲ့တာဝန်လို့ဖြစ်ပါတယ်ကျွန်တော်ဘက်ကလည်းကျေးဇူးပါတယ်ခင်ဗျာချစ်ခင်စွာနဲ့မိတ်ဆွေတို့လည်းမျှဝေပေးဖို့ကျွန်တော်အရင်သင့်ပါပဲကဲဟုတ်ပါပြီการเรียนรู้เป็นอิสรภาพของชีวิตသင်ယူခြင်းသည်ဘဝ၏လွတ်လပ်မှုအကြောင်းရင်းခံဖြစ်ပါတယ်ခင်ဗျာကျွန်တော်မင်းတာပါ